I like this တော်ကြိုက်တယ်ကောင်းလိုက်တယ်ဒီစားမှာကတိုးဘူးကြော်နော်အရန်ကြိုက်တယ်ရမ်းကောင်းတယ်ကျင်းလေးတော့ဘာမှပြောကြမလို့အမြင့်နဲ့တော့ညနာလေးဖုံးမြတ်လင်းလာပေးဖို့ ကဲပကံသူကြောတော့ကောင်းတယ်ဗျာဟိုအကျော်ရောအညာပဲဝါလို့ခါတာဒါတော့ခန်းကောင်းကြီးကိုကြော်ဟာရောတို့ဘူးရောကြောင့်ကျွန်တော်ပစုံစာရွက်လေးနေပါတော့ရန်ကုန်မှာမရနိုင်တဲ့ပစုံစာရွက်နဲ့ကျွန်တော်ကြော်ထားတဲ့အကျော်ပေါ့နော်ပစုံစာရွက်နဲ့ပစုံနဲ့ကြော်ထားတဲ့ပစုံကြော်ပေါ့နော်9000နဲ့ကျွန်တော်ပကံကိုရောက်သွားသလိုခံစားမှာဖြစ်ပါတယ်ခင်ဗျာကဲကျော်လာတာလာပြီလားကဲ ရိုက်ခွေးရပြန်လာလို့ ရိုက်ခွေးရပြန်လာကျော်လာစားတို့ယူမယ်နော် ယူမယ်ဟောကျောက်ဆက်ယူတယ် ဒီလိုပါမှာဒီလိုဒီမှာလေစားပြစရာလေးတယ်ဒါကြတော့ဟိုအမြင့်မြင့်ကျော်အကြောင်းမှုကျော် တရားကျော် ဒါပူရီကျော် ဟိုကျူကြကျော် ဟယ်လို အချင်းလေးမှာ တော်ရဒီနေ့ဘလို့ရောက်လာကြရလဲဒီစားလေး ဒီကျွန်တော်တို့လေလောရောရိုက်ကွေးလေးတစ်ခုပေါ့ကျွန်တော်တွားရရင်လည်းအပြန်ပေါ့ ဘုရားလေးကအတော်တိုင်လေးကတွဲဖို့ထားတယ်ပြောလို့အဲ့လိုလာပြီးအားပေးအားပေးတာအကျော်က အဲ့ကြတော့ဘလို့နေလဲခုစားကြည့်ပြုံကြီးပေးအောင် ဒီလိုက်အောင်မနော် ကျွန်တော်အခုဘုရားကျော်လေးစားရဗျာတော်တော်ကောင်းပါတယ်မှုေးပြီးတော့လေ အကျော်ကလေတကယ်ကောင်းတယ်ကျွတ်ရွရတယ်အရသာလည်းရှိတယ် ဘုရားကျော်မကြီးလေးနဲ့လုပ်တာ ဒီမှာကတော့အကျော်ကစုံတယ်5မျိုး6မျိုး9မျိုးလောက်ရှိတယ်ကျက်သွန်ကျော်ဘူးတီကျော်မြင့်ခွာရဲကျော်အဲ့လိုဟိုအပြော့ကျော်လေးတွေဘေးအားကျော်ဟုတ်တယ်နော်10မျိုးလောက်10မျိုးလောက်ရှိတယ်10မျိုး9မျိုးလောက်ရှိတယ် ဟောကျွန်တော်ဘူးစီကျော်လေးကိုကိုက်ပြမယ် ဒါညစ်ကျော်နော် ဟုတ်တယ်ဒါမြစ်ကျော်အားပြားကျော် အဲ့ဒီကောင်းကောင်းတယ် ဒါတူဘူးကျော် ဒါတိုးဘူးကျော် ပြောတယ်ကောင်းတယ် ကောင်း ဒီလုံးလေးတွေကဘလို့ရှိနေတတ်တာလားနည်းနည်းပြောပြပေးချင်းကြပေးရော ဒီလိုကျော် ဒီကလည်းကျွန်တော် 9000 တပွဲကို9000 ပကံဗျာ 9000ပကံများအကြီးနေဆိုရင်10ခုလောက်ပါဦးတန်တယ်တန်လဲတန် 9000မှာ 9000 10ခုလောက်ပါ I like this ကျော်ကြိုက်တယ်ကောင်းလိုက်တယ် ဒီစားမှာကတိုးဘူးကြော်နော်အရန်ကြိုက်တယ်ရမ်းကောင်းတယ်ကျင်းလေးတော့ဘာမှပြောကြမလို့အမြင့်နဲ့တော့ညနာလေးဖုံးမြတ်လင်းလာပေးဖို့ ကဲအခြေဒီကောင်းလာလက်ရပါညာ ချင်း ရတာပါညာ ဟုတ်လို့ကော ကော င်း င်းတယ်ချင်းရလေဟိုမကြီးမြင့်နဲ့ဆိုတော့ဘယ်လိုပြောမလဲအန်ဒီလည်းကင်းတယ်လေရတာ ညာရောက်သွားတယ်လို့ပဲ ဘော်ဘီလေးကိုပြီးပြီးထည့်ထားတယ်ဟုတ်ပါပဲဆိုတော့အညာမှာသွေးနေ ညမှာစားတယ်မျိုး ဟုတ်အကျော်လေးရဘယ်လိုဖြစ်ကျွတ်ရွတယ်ဆောင်းလို့ ပြပြလေးလားအဲ့ဒီက ဘာလို့ဒါဘယ်ညာမှာရှိရဆိုတာလေးရဘယ်ချက်နေဘယ်ချက်ဖွင့်တာလေးပြပြပြပေးရော ဟုတ်ကဲ့ပါဆိုင်ရေးလိပ်စာကတော့ကျွန်တော်စမ်းချောင်းလေးမှာရှိပါတယ်မီနီကိုကျွန်တော်ဘာကရလမ်းမှာဒီကုန်းနဲ့ပြည်လမ်းမှာအဆောင်မှာရှိပါတယ်ခင်ဗျာရွှေမမတိုင်ဒီမှာလည်းရှိပါတယ်စမ်းချောင်းလေးရောက်ခဲ့တဲ့နေလည်းကျွန်တော်ပကံသူလေးကိုလာရောက်အားပေးကြဖို့ပြောချင်ပါတယ်ခင်ဗျာ ဟုတ်ပါတယ်အားရောက်ပြီးတော့အားပေးကြပါကျမတို့မင်းသားလေးကိုနော်ဖုံးမြက်လင်းတဲ့ ဆိုင်နေမယ်လေးကပကံသူပါတဲ့
တကယ်လို့ဒီဘက်ကိုရောက်လို့ရှိရင်လည်းလာပြီးအားပေးပါလို့ဟလာညီကိုညီမကြီးအားလုံးကိုဖိတ်ခေါ်ပါတယ် ဗမာယူကစားစားပြီးတော့အကျိုးဆုံးလေးကိုလေစားရင်းနဲ့လေဒီမှာအလှပလေးဒီကခံစားလို့ရပါတယ်